မြတ်စွာဘုရားလောင်းတော်ရဲ့ဇက်ကြီးဆယ်ပွဲထဲမှာတတိယမြောက်ဖြစ်တဲ့သုဝဏတာမဇ္ဇတော်ဟာမေတ္တာပါရမီကိုအထူးပြုဖော်ပြတဲ့ဇတ်တော်ကြီးဖြစ်ပါတယ်။ဉာဏ်သူကိုပင်မေတ္တာဖြင့်အောင်နိုင်ပုံနဲ့မိဘအပေါ်ထားရှိတဲ့အတူမရှိကျေးဇူးဆက်ပုံတွေကိုအပိုင်းတက်အနေနဲ့အသေးစိတ်တင်ပြပေးပါမယ်။သုဝဏတာမဇ္ဇတော်အပိုင်းတက်မိဘလှုပ်ကြွေးမေတ္တာဖြည့်ခြင်းတနောက်ခံသမိုင်းနဲ့ယတိနှစ်ပါးဤစုံစဲမှုရှိလွန်လေပြီးတော့အခါဗာရာဏသီပြည်ကြီးရဲ့အပြင်ဘက်တောအုပ်တစ်ခုမှာဒုကူလနဲ့ပါရိကအမည်ရှိတဲ့မူဆိုးလင်မယားနှစ်ဦးရှိပါတယ်သူတို့ဟာအတိတ်ဘဝတွေကပါရမီဖြည့်ဖက်တွေဖြစ်ခဲ့ကြသလိုယခုဘဝမှာလည်းအိမ်အောင်လေးဘဝကိုမမတ်မောပဲတောထွက်ပြီးယတိဝတ်ခဲ့ကြပါတယ်သူတို့နှစ်ဦးဟာဒီမဝန္တာတော်အတွင်းမှာတိကျကြောင်းကျင်းမိုးတွေနဲ့တရားအားထုတ်နေကြပါတယ်တိကျမင်းဟာဒီယတိနှစ်ပါးနောက်တစ်ချိန်မှာမျက်စိကွယ်နဲ့ဘေးဒုက္ခကိုမြင်လာကြောင်းသူတို့ကိုပြုစုဆောင်ရှောက်မဲ့တာယတနာတူရရှိအောင်ဖန်တီးပေးခဲ့ပါတယ်နှစ်သူဝဏတာမမင်းသားလေးကိုဖွားမြင်ခြင်းတိကျမင်းရဲ့လမ်းညွှန်ချက်အရယတိနှစ်ပါးရဲ့လက်ညှိုးခြင်းထိတွေ့ရမှာပရိတန်နေယူကရွှေစင်းနဲ့တူတဲ့သားငယ်လေးကိုဖွားမြင်ခဲ့ပါတယ်။နာမည်ကိုသုဝဏတာမလို့မှဲ့ခေါ်ခဲ့ကြပါတယ်။သုဝဏတာမဟာငယ်စဉ်ကပင်အလွန်တရာယဉ်ကျေးသိမ်မွေ့ပြီးမိဘနှစ်ပါးကိုအလွန်ချစ်ခင်ယူသေးသူဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့မေတ္တာပါရမီအလွန်ကြီးမားတာကြောင့်တောထဲကတာရဲ့တရိษံတွေဖြစ်တဲ့ချင်းသေးကြားဆင်တွေဟာသူ့အနာရောက်ရင်ကြောင်ကလေးတွေလိုရင်ပါသွားကြပါတယ်။တောကောင်တွေဟာသုဝဏတာမကိုရံမမူတဲ့အပြင်သူ့နောက်ကိုတကောက်ကောက်လိုက်ပါနေတတ်ကြပါတယ်။သုံးမိဘနှစ်ပါးမြအစီကွယ်ခြင်းသုဝဏတာမအသက်16နှစ်အရွယ်မှာဝမ်းနည်းစရာဖြစ်ပျက်တစ်ခုကြုံရပါတယ်။ဒီနေ့မှာယတိကြီးဒုကူလနဲ့ယတိမကြီးပါရိကာတို့ဟာတောထဲမှာပြပြရှာရင်းမိုးတက်လေပြင်းမိခဲ့ပါတယ်။သူတို့ဟာတစ်ပင်တစ်ပင်အောက်မှာမိုးဖုန်နေစဉ်တစ်ကောင်းတွေကဝေဆိုးတစ်ကောင်ကစိတ်ငွေနဲ့မှုတ်လိုက်တာကြောင့်ယတိနှစ်ပါးစလုံးမျက်စိနှစ်ဖက်စလုံးကွယ်သွားခဲ့ရပါတယ်။မိဘနှစ်ပါးဟာမျက်စိမမြင်ရတော့ပဲတောထဲမှာလမ်းပြောင်းနေစဉ်သားဖြစ်သူသုဝဏတာမကလိုက်လံရှာဖွေပြီးကျောင်းကျမောစီကိုပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ဒေသူဝဏတာမ၏အတူမရှိသောလှုပ်ကြွေးမှုမိဘနှစ်ပါးမျက်စိကွယ်သွားတာကိုသိရတဲ့အခါသုဝဏတာမဟာဝမ်းနည်းခြင်းမရှိဘဲပြုံးရွှင်စွာနဲ့ဤသို့ဆိုပါတယ်။အဖေနဲ့အမေဘာမှမပူပါနဲ့ကျွန်တော်ရှိပါတယ်။ကျွန်တော်ဟာအဖေနဲ့အမေရဲ့မျက်စိအဖြစ်ဆောင်ရွက်ပြီးတစ်သက်လုံးလှုပ်ကြွေးပါမယ်။ထိုနေ့မှစ၍သုဝဏတာမဟာနက်နက်စောစောထား၍မိဘနှစ်ပါးအတွက်ရေနွေးရေအေးပြင်ဆင်ပေးခြင်းတောထဲသို့သွားကာချူမြင်သောတတိဝက်လက်များကိုရှာဖွေကျူးမွေးခြင်းမိဘနှစ်ပါးကိုရေချိုးပေးခြင်းနှိမ့်နယ်ပေးခြင်းတို့ကိုစိတ်မပြတ်ဘဲနေဆင်ပြုလုပ်ခဲ့ပါတယ်သုဝဏတာမရေခတ်သွားတဲ့အခါမှာတော့သူ့ရဲ့ပခုံးနှစ်ဖက်ပုံမှာတောသမင်လေးတွေကလိုက်ပါလာကြပြီးလေးကနေဝင်းရပေးထားကြပါတယ်သူ့ရဲ့မေတ္တာတက်ဟာတော်တော်လုံးကိုအေးချမ်းစေခဲ့ပါတယ်ငါပီလိယခမင်းကြီးနဲ့တွေ့ဆုံခြင်းတစ်နေ့မှာဗာရာဏသီပြည်ကပီလိယခမင်းကြီးဟာတောကစားရင်မိဂရာဝန်တော်အုပ်ထဲကိုရောက်လာပါတယ်မင်းကြီးဟာတမင်အုပ်ကြီးဝင်းရံထားပြီးထူးဆန်းတဲ့အဆင့်ရှိတဲ့လူသားတဦးသုဝဏတာမကိုမြင်တဲ့အခါဤသူကလက်လောနဂါးလောကိုသိကျင်စိတ်ပြပြလာပါတယ်မင်းကြီးဟာသူ့ဝန်နတ်တာမကိုအရှင်ဖမ်းကျင်တာကြောင့်နားကိုမကပ်ပဲအဝေးကနေအစိတ်ရင်းများနဲ့ပြစ်ခတ်လိုက်ပါတော့တယ်မှတ်ချက်အစိတ်များထိမှန်သွားတဲ့သုဝဏတာမဟာမိတို့ဖြစ်သွားမလဲမိဘနှစ်ပါးကိုဤသူကဆက်လက်လုပ်ကြည့်နေမေတ္တာတရားကအစိတ်ကိုဘယ်လိုအောင်နိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ်အပိုင်းတမှာတော့ဒီနေရာအထိတင်ပြပေးထားပါတယ်အပိုင်းနှစ်မှာသုဝဏတာမများထိပုံနဲ့မင်းကြီးကိုတရားဟောပုံတွေကိုဆက်လက်ရန်အဆုံးသက်ကိုဆက်လက်နားဆင်လိုပါသလားခင်ဗျာမကြခင်လာမီမျော